နောက်ပြရောခလေးကိုဟာရောက်ကျန်းထော်တယ်ဘလို့ကြီးပြောလိုက်တာတော့ဘာလို့ပညာတွေ sharing လုပ်ပြီးမှလဲကျောင်းသားတွေပဲချက်လောက်ကြည့်မင်းက14နှစ်သားနဲ့ဂျင်ကိုတက်တယ်ဆိုတော့အချစ်ဆိုတာဘာလဲမင်းသိလို့လားပြောပါဦးဘာလဲအချစ်ဆိုတာဘယ်လိုမျိုးမင်းခံယူတာလဲပြောအချစ်ကိုဘယ်လိုနားလိုက်တာလဲဆရာကိုပြောပြဟမ်သိမ့်ပိုက်ကြီးဟာဘယ်လိုသိမ့်ပိုက်ကြီးလဲအားရောက်ကျန်းထော်နေပဲရောက်မင်းတို့တော့ကျန်းထော်နေတာပဲဒီဘက်ကြီးရောက်ဟာဒီကောင်မလဲဘူးရောက်ပါညာအမေဘေးနားနေဒဲကြီးတွေရှင်နော်ဟမ်အေးဝမ်းနဲ့ဘာဖြစ်တယ်မေကုနာပြောတာလေအေးအပိုင်သိမ်းသွားမှတည်းမရဘူးရောက်မရဘူးဒီကောင်နိုင်လူနိုင်လူကွက်တွေအေးဟုတ်တယ်နိုင်လူကွက်တွေမင်းလာပြီးတော့ဘာလို့လဲမင်းကိုမလို့သဘောထားလို့ပြောမင်းဘေးချင်းကထိုင်နေဆိုလို့ဆရာမင်းဆန္ဒကိုဖြည့်ဆည်းပေးလိုက်ဘာလို့သိမ့်မှတ်ခြင်းလဲမင်းကဘာလို့သိမ့်ပိုက်မှာဟဲ့နေသွားရလားဆင်ကျင်တော့နော်တမီးနော်ဆရာပြောရရဲ့နော်ဟိုဒီကောင်မှကိုဦးတို့နိုင်လူတို့စိတ်တွေရှိတယ်သိမ့်ပိုက်ဆရာတော့မဟုတ်ဆရာနဲ့ပါသားလို့လေအမဘာမှအောင်မတွေ့ဘူးလေသူလိုချင်တာကိုငါဆန္ဒဘေးနားနေဖြည့်ဆည်းပေးတာဖေချစ်ကဆရာအလိုတူလိုပါထားပေးတာပဲရှိတယ်ဆရာဘာအောင်တယ်လို့လေဆရာရဲ့သားတပည့်ဆိုဆရာနဲ့ဆိုင်ပါလေဟာမဟုတ်လေအဲ့လိုဒူးနဲ့မြင့်ကြတာတော့ပါဆရာနဲ့မဆိုင်ဘူးလေအဲ့သူနဲ့ရှိရမှာဆရာနဲ့ပါဆိုင်လို့လေမဟုတ် तू ကသိမ့်ပိုက်မယ်ဆိုတဲ့စကားအထာရှိတယ်မဟုတ်အားဆရာနဲ့မဆိုင်ဘူးကျန်တာတောင်းဝင်ယူတယ်လေအဲ့မင်းရမင်းဝင်ကုန်ဝင်မှာတော့ဆောက်ဖေးအကုန်မိုးစကားတွေပြောလိုက်အကုန်ရှော့ကုန်မယ်နော်မင်းရတောင်းမလို့တယ်နော်ပညာရေးလည်းကူးစားကြားလားနော်အေးဘင်းချက်ကထားလို့ဆိုဆရာထားပေးလိုက်ပြီနော်တမီတော်လာတဲ့ရတဲ့ဆင်ကျင်နော် तू အေးလေးပိုက်တိုက်ရင်မတော့နဲ့ကြာပြောတာသိလားနော်ပြောလို့မရအောင်ဒီကောင်သူတို့ကဒါရှက်မိတဲ့ဘက်ကလာတာဆိုတော့ဟလာရအောင်ဟာဟုတ်တယ်တရားပြဲနေလက်ကွက်ရှိတယ်လားဟမ်တို့ကြ तू ကဘယ်သူနဲ့တူတာအဲ့ဘာလို့ तू ဟလာတော့ဆွဲလန်းနေလဲတရားပြောပါဦးအီမီဇန်နဂမာလီနဲ့တူတော့အီမီဇန်ကလုံးပေါ်လို့လားအဲ့ဒီကလေးကိုတေးရဆောက်ရှောက်မှာနော်ငါဘယ်လိုလဲနင်းကိုစင်ကူထည့်ပေးလိုက်မှာလားခေါ်မယ်လိုက်မှာလားပြောနောက်ကကောင်တွေကသူ့ပုတ်နေတာဘာသမတော့မကြောက်ဘာဖြစ်နေမှမသိဘူးကလေးနဲ့ရှည်ပြီးတော့မင်းတို့ကရကျန်းဆရာဝါလေးဆက်ထည့်ပေးလိုက်မှာလားမင်းတို့ကဥရုကိုကြွက်ခတ်တယ်လို့ဖြစ်နေတာပဲကွာဒီကလေးလေးနဲ့ကိုမင်းတို့ပြိုင်ပြီးတော့သမီးဘာပြောချင်လဲဆရာကတခုပြောတခုပြောရလို့ဘာပြောချင်လဲအေးပြည်နေနောက်ပြရောခလေးကိုရောဟာရောက်ကျန်းထော်တယ်ဘလို့ကြီးပြောလိုက်တာတော့ဘာလို့ပညာတွေ sharing လုပ်ပြီးမှလဲဟုတ်တယ်အဲ့လိုပြောဒီငါပြောနေလက်သင်္ကန်းလာဘာမှမရောက်သေးငါပြောပြမယ်ဒီမကြီးဒီလက်တုံးပဲရှိသေးတယ်အေးသူတို့ဆိုင်တုံးရဆိုတာဟုတ်ပြီအေးဟုတ်ပြီငါတော့ကိုကောင်မှသေထွက်ကြကုန်မှာအဲ့တော့တရားလုံးနော်ကြားလားတရားလုံးနော်အေးမင်းလို့ကျင်တဲ့အတိုင်းဆရာဘေးနားမှာထားပေးလိုက်ပြီနော်ပညာသင်တာလေးသင်တာနော်အစင်မေသွားပါပြီလို့အဲ့ဒါလေးပြောပေးတာပါလို့ဆရာဝါလေးကဆရာအဆက်လေးတင်ပေးလိုက်ပါအောင်နောက်မှပြည့်သက်တွေရမ်းများနေလို့ဆရာဝါလေးကြံပေးတာကျွန်တော်တင်ပေးလိုက်တာဖြစ်ပါတယ်ဟုတ်ကဲ့မျိုးရအားလုံးကျေးဇူးတင်ပါတယ်